မင်္ဂလာပါ EV's Kitchen ကနေပြန်လည်ကြိုဆိုပါရစေ။မင်းတို့ဒီနေ့မှာ ube လို့ခေါ်တဲ့ pepper yam ပေါ့နော်။အဲ့ဒီ Swiss roll ကိုလုပ်ကြမယ်ပေါ့နော်။ဒီအတွက်ဆိုလို့ရှိရင်ကျုပ်အနှစ်3လုံးနဲ့ကိုဒါတကြားကဒါ49-50 gram လောက်ရှိမယ်။အဲ့ဒါကနေစပွဲစွန်းတစ်စွန်းနီးပါးလေးကိုယူပြီးတော့ဒီထဲကိုလာထည့်ပေးမယ်။ဒါကိုနည်းနည်းလေးသမသွားအောင်အရင်မှွေဆက်ကလေးနဲ့မှွေပေးမယ်နော်။ဒီလိုအနေလေးရောက်ရင်ဒါဟင်းသီးဟင်းရွက်စီပေါ့နော်ဒါကစုစုပေါင်း35 gram ကိုဒီထဲကိုလာပြီးတော့ထည့်ပေးလိုက်မယ်နွားနိုလေးကိုလည်းလာထည့်မယ်နွားနိုက full cream နွားနိုဒါက40 gram ကိုချိန်ထားပေးတယ်ပေါ့နော်ဒီထဲဥမှာဒါ ube ပေါ့နော်ဒီ flavor နဲ့အယောင်လေးပါတစ်ခါတည်းပါတယ်ဒါကိုလက်ဖက်ရည်စွန်းတစ်စွန်းလောက်လာပြီးတော့ထည့်ပေးမယ်ကိတ်ဂျုံက55 gram ကိုချိန်ထားပေးတယ်ဒီထဲဥမှာဒါ baking powder လက်ဖက်ရည်စွန်းတစ်ဝက်ကလေးကိုလာထည့်ပေးမယ်ဒါကိုခုနကလှုပ်ထားတဲ့ကြက်ဥအနှစ်ထဲကိုလာပြီးတော့စကားချပေးလိုက်မယ်ပေါ့နော်ဒီလိုအနေထားရောက်ရင်ခဏပေးဖစ်ထားမယ်ကြက်ဥအကာကိုဆက်ပြီးတော့လုပ်ကြမယ်နော်ကြက်ဥအကာ3ခုတွေကိုခုနက castor sugar လေးစုစုပေါင်းချိန်ထားတာ48 gram လောက်ရှိမယ်အဲ့ဒါခုနကဒီလက်ဖက်စပွဲစွန်းတစ်စုံကိုနှုတ်ပြီးသားပေါ့နော်ကျန်တဲ့ဟာအကုန်လုံးကိုရောထည့်ပေးမယ်ပြီးရင်နောက်တစ်ခုက cream of tartar ပေါ့နော်ဒါက sponge cake ကိုဒီstabilize လုပ်တဲ့ဟာပေါ့နော်ပို့ပြီးတော့နည်းနည်းအမွှေခံအောင်လုပ်တာပေါ့အဲ့ဒါလေးထည့်ပေးမယ်ဒါမရှိလို့ရှိရင်လည်း lemon juice ကိုအစားထိုးနိုင်တယ်ပေါ့နော်ဒီမှာမိတ်ကလက်ဖက်ရည်စွန်း4ပုံတစ်ပုံနီးပါးကိုလာပြီးတော့ထည့်ပေးလိုက်မယ်ကျုပ်အကာကဒီလိုအနေထားလေးရပြီဆိုရင်ရက်လိုက်လို့ရပြီပေါ့နော်ဒါကိုခုနကအနှစ်ထဲကိုပြန်ရောကြမယ်အကာ3ပုံတစ်ပုံကိုဒီထဲလာထည့်လိုက်မယ်နော်ပြီးရင်ဒီထဲကိုလာပြန်ထည့်ပေးမယ်ဒီအဆင့်ကနေစပြီးတော့လက်နဲ့ပဲမှုရမယ်နော်မဲ့အရင်ဗီဒီယိုတွေထဲမှာလည်းပြောပြဘူးတယ်ပေါ့မှုရင်အပေါ်အောင်အဲ့လိုဖြည်းချင်းမှုပေးရမယ်နော်သမသွားပြီဆိုရင်ဘန်းလေးကိုထည့်ပြီးတော့ဖုတ်ကြရမယ်နော်ဒီဘန်းက6လက်မှ12လက်မှဘန်းပေါ့နော်ခပ်ပါလိုချင်လို့ဒီလိုဘန်းအနေလေးကိုသုံးပေးတယ်စီစဉ်စက်ကိုကြိုပြီးတော့ခင်းထားပေးမယ်ပေါ့နော်ပြီးရင် oven ကိုလည်းတခါတည်း190 degree fan on ထားပေးမယ်ပေါ့နော်ဒါကိုဖြည်းဖြည်းချင်းမျက်နှာပြင်ညှိပေးမယ်နော်ကဲဒီလိုအနေထားရောက်ရင်ခုနကပြောထားတဲ့190 degree အပူပေးထားတဲ့ oven မှာသွားဖုတ်ကြမယ်နော်ကဲမုံထွက်လာပြီဒါကိုမိတ်စုစုပေါင်း73မိနစ်လောက်ပဲဖုတ်လိုက်တယ်နော်မုံကနည်းနည်းပါတဲ့အတွက်ကြောင့်မလို့အချိန်ကိုနည်းနည်းလေး short ဖုတ်တယ်မုံကလေမျက်နှာပြင်ကိုစမ်းရင်လည်းဒီမှာသူကအဆိုဓာတ်မရှိတော့ဘူးအဲ့ဆိုရနေပြီပေါ့နော်ဒါကိုခဏလေးဘေးဖယ်ထားမယ်အထဲမှာထည့်ဖို့ cream ကိုဆက်ပြီးတော့လုပ်ကြမယ်နော် cream အတွက်ဆိုရင် whipping cream သို့မဟုတ် thickened cream ကိုသုံးနိုင်တယ်ပေါ့နော်စုစုပေါင်းဆိုလို့ရှိရင်ဒါက300 ml ကိုသုံးပေးမယ်ပေါ့နော်ဒီ
ဒီထဲကို caster sugar 50 gram လောက်ထည့်ပေးရဒီအချိုကကိုလိုအပ်တယ်လို့ညှိပြီးတော့ထည့်လို့ရတယ်နော်ပြီးရင်ဥပေ flavor လေးကိုဖဲရည်စွန်းတစ်ဝက်လောက်ကလေးပေါ့နော်အယောင်လေးကိုနည်းနည်းကစားခြင်းလို့ဒီလောက်အနေဆိုရင်ရသွားပြီเนาะဒါကိုဘေးဖယ်ထားမယ်ပြီးရင်မကြီးကခုနကအရေဘဝမှာနည်းနည်းလေးခွဲထုတ်ထားလိုက်တယ်ဘာဖြစ်လို့လဲဆိုရင်အယောင်နည်းနည်းလေးထပ်ရင်ပြီးတော့အလှဆင်ခြင်းလို့ပေါ့เนาะဒါကတော့မပါမဖြစ်အဆင်မဟုတ်ဘူးပေါ့ကိုအဆင်ပြေတယ်လို့လုပ်လို့ရတယ်เนาะဒီနေတော့ဆိုရပြီเนาะအခုမုံကလည်းလုံးဝအေးသွားပြီဆိုတော့အလှဆင်လို့ရပြီပေါ့เนาะအဲ့တော့ Swiss roll လိပ်ဖို့အတွက် cream လေးကိုဖြည့်ကြမယ်เนาะမုံလိပ်တော့မယ်ဆိုရင်ကိုကလိပ်ချင်တဲ့အစာပိုင်းလေးမှာဓားလေးနဲ့နည်းနည်းလေးအရာပေးလိုက်ပေါ့เนาะအဲ့ဒါလုပ်ရဖို့လွယ်စေအမတော့အောက်ကဒီအစလေးကနည်းနည်းလေးရှည်နေတာကောင်းတယ်ရှည်ရင်တော့ဟိုပါပေါ့ဒီလိုလေးဒုတ်ကလေးနဲ့ပေါ့နော်ပြီးရင်အောက်ကအစာကိုတင်းနေအောင်ဆွဲလို့ရတယ်နော်ဒီလိုလေးပုံဝင်သွားပြီဆိုရင်ရေခဲတတာထဲမှာခဏသွားထားပေးမယ်နော်ကဲဒါဆိုရင် final decoration လုပ်လို့ရပြီเนาะအပေါ်ကဒီလိုမျက်နှာပြင်ဟာလေးကိုခွာထုတ်လိုက်ရင်လည်းရတယ်ပေါ့เนาะအကုန်လုံးညီသွားအောင်အဲ့လိုခွာလိုက်ရင်ပို့ပြီးတော့လှတယ်เนาะဒီလိုမျိုးလေး star လေးတွေလိုက်ချလိုက်မယ်ပေါ့နော်ဒါကလေကိုအလှဆင်ခြင်းတလို့ဆင်လို့ရတယ်ပေါ့နော်ဒီလိုအတိအကျဖြစ်စရာမလိုအဲ့တော့ final decoration အနေနဲ့မိတ်တို့ကနည်းနည်းပါးပါးအလှဆင်လိုက်ရင်ရသွားပြီပေါ့နော်ကဲဒါဆိုရင်တော့ပြီးသွားပြီเนาะခုဆိုရင်မိတ်တို့ရဲ့ဥပေ Swiss roll လုပ်နေပြီးသွားပြီပေါ့နော်ဒါကတော့အိမ်မှာအလွယ်တကူလှုပ်စားလို့ရအောင်အရန် simple ဖြစ်တဲ့နီးလေးနဲ့လုပ်ပြပေးရပေါ့နော် decoration ကိုလည်းမအများကြီးဟိုရှုပ်ရှုပ်ရှက်ရှက်ကြီးလုပ်မထားဘူးကိုယ့်အိမ်မှာကိုအလွယ်တကူပြန်ပြီးတော့လှုပ်စားခြင်းနဲ့ဆိုရင်ဒီနီးလေးကရိုးလဲရိုးတယ်ခက်ခဲသိမ့်မပါတော့အကုန်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်နော်မအီတို့နောက်မှပြန်ဆုံရမယ်နော်